ဟုတ်ကဲ့ဒီ comment လေးကိုဖြည့်ပေးမယ်နော်သွေးပေါင်အမြဲကြပြီးခေါင်းတွေနောက်တယ်တဲ့နားထဲကလည်းအတန်မြည်တယ်ဇက်ကြောလည်းတက်ပါတယ်ဆိုတော့ဒီထဲကဝေဒနာတွေကသွေးပေါင်အမြဲကြတယ်ဆိုတော့ဝေဒနာလွယ်ပြီးကျန်တဲ့ဝေဒနာအားလုံးကကျမကိုယ်တိုင်လက်တွေ့ခံစားခဲ့ရတဲ့ဝေဒနာလေးတွေပေါ့နော်အဲ့တော့သွေးပေါင်အမြဲကြတက်တယ်ဆိုလို့ရှိရင်တော့ဓာတ်စာလေးတွေဆောင်ထားပေါ့နော် BPI ဓာတ်စာဥမာကိုကသွေးပေါင်ကြတယ်ဆိုမူးလာပြီဆိုတာနဲ့ကိုက BPI ဓာတ်စာလေးကိုတထုပ်ဖြော်ပြီးမှရေတန့်တဘူးနဲ့ပေါ့နော်ဖြော်ပြီးမှမြန်လေးတောက်ပေးလိုက်တာမျိုးဆိုရင်လည်းသွေးပေါင်တက်တာမြန်စေတယ်ပေါ့နော်ခေါင်းနောက်တဲ့နားထဲကအတန်မြည်တယ်ဇက်ကြောတက်တယ်ဆိုတာကဒါအာယုံကြောအားနေတဲ့လက္ခဏာပေါ့နော်ဒါကျမကိုယ်တိုင်ဆရာဝန်နေနဲ့အနှစ်အလားပြရတယ်ပေါ့နော်ပြလဲစေးတောက်တယ်စေးတောက်တော့ခဏပဲတက်တာတယ်စေးထိုးတယ်စေးထိုးတယ်ခဏပဲတက်တာတယ်ပေါ့နော်နောက်ဆုံးကျမဒီဆေးလေးကိုရှာတွေးခဲ့တယ်ပေါ့နော်ဒီဆေးလေးကိုရှာတွေးခဲ့တယ်ဒါဒီဆေးလေးကျမတောက်တာဆိုတာ3ဘူးမြောက်ပြီပေါ့နော်3ဘူးမြောက်ပြီဒါရွှေရုပ်တွင်ဆိုတဲ့ဆေးလေးပါအာယုံကြောအားကောင်းစေတယ်သူကအစီကျဝမ်းမှန်တဲ့ဆေးပြားလေးပေါ့နော်ဒီဆေးတောက်တာ3ဘူးမြောက်ပြီတဘူးကုန်တဲ့အချိန်မှာပဲဒီအာယုံကြောအားနေတဲ့ဝေဒနာကိုတိတိတတာတက်တာစီတယ်ပေါ့နော်ဒီလိုနားထဲကအတန်မိတာကချက်ချင်းတော့မပြောက်သွားသေးဘူးဒါပေမဲ့တဖြည်းဖြည်းတိုးသွားတယ်ကျမဆိုလို့လေပဇင်းအော်တယ်လို့မျိုးအတန်မျိုးတွေမှာနားထဲမှာကြားရတာပေါ့နော်အခုအဲ့လောက်ထိအတန်အကျယ်မကြားရတော့ဘူးအတန်ကတဖြည်းဖြည်းတိုးသွားတယ်ပေါ့နော်ပြီးတော့ဇက်ကြောတက်တယ်ဇက်ကြောတက်တာကြီးလည်းတက်တာတယ်သူကအာယုံကြောအားကောင်းစေတဲ့ဆေးပြားဖြစ်တဲ့အတွက်ပေါ့နော်ခန္ဓာကိုယ်တစ်ခုလုံးကိုပေါ့ပါလန်းဆန်းစေတယ်အလုပ်လုပ်ရလဲပိုမှအဆင်ပြေတယ်ပေါ့ကျမဆိုရင်ဒါဖုန်းနဲ့အမြဲနဲ့အလုပ်လုပ်နေရတဲ့လူတစ်ယောက်ဖြစ်တဲ့အတွက်ပေါ့နော်အရင်တော့ကဆိုရင်ဖုန်းခဏလေးကြည့်ရင်အရန်ခေါင်းနောက်တယ်ဆက်ကြည့်လို့မရတော့တဲ့အထိဖြစ်တယ်ပေါ့နော်အခုဆိုဒီဆေးလေးတောက်ပြီးတဲ့အချိန်မှာကိုကဖုန်းအကြိုင်ကြည့်တယ်ဆိုရင်တော့မှအရင်လောက်ဆိုးဝါးခေါင်းမူတာမျိုးခေါင်းနောက်တာမျိုးပေါ့နော်အဲ့လိုမျိုးဒီနားတဲ့အတန်ထွက်တာမျိုးတွေတိတ်မဖြစ်တော့ဘူးပေါ့နော်အဲ့တော့ဒီဆေးလေးကိုတောက်ကြည့်ပါလို့အကြံပေးချင်ပါတယ်ရှင်